ကလေးထိန်ကကျွန်တော်ကလေးကိုကောင်းကောင်းဂရုမစိုက်ဘူးလို့တန်တရားရှိတာကြောင့်အိမ်ထဲမှာတိတ်တဆိတ်ကင်မရာတွေတက်ဆင်ထားလိုက်တယ်နောက်တော့ကျွန်တော်နဲ့ဇနီးဖြစ်သူကကွန်ပျူတာကိုအတူတူဖွင့်ကြည့်လိုက်ကြတဲ့စကရင်ပေါ်ကပုံရိပ်တွေကအရန်ကိုရှင်းလင်းနေတာပဲအရာအလုံးကိုမြင်တွေ့ရတာကကျွန်တော်တို့ကိုအနှဲငယ်စိတ်အေးသွားစေခဲ့တယ်နောက်နေ့ကျွန်တော်အလုပ်လုပ်နေချိန်မှာလည်းအိမ်ကိုတိတ်တဆိတ်ဆက်ပြီးစောင့်ကြည့်နေခဲ့တယ်တင်အခုဗီဒီယိုကိုကြည့်နေတယ်ဆိုရင် comment မှာ955လို့ရေးပေးပါတင်အတွက်စုငွေ350ချစ်ချင်းပို့ပေးပါမည်ကလေးထိန်ကတော့သူမကိုစောင့်ကြည့်နေမှန်းလုံးဝမသိရှာပါဘူးသူမရဲ့လောဘကြီးပြီးပေါ်စားတဲ့အချင်းစရိုက်တွေကိုအကုန်လုံးထုတ်ပြနေတော့တာပဲသူမကဆိုဖာပေါ်မှာထိုင်ပြီးပေါင်မုံစားနေခဲ့တယ်တစ်ချိန်လုံးလဲ TV ကိုပဲအာရုံရောက်နေခဲ့တာပါသူမကအိပ်ပျော်နေတဲ့ကလေးလေးကိုလုံးဝကိုပစ်ထားခဲ့တယ်ဒီမြင်ကွင်းကကျွန်တော်ကိုတော်တော်လေးဒေါသထွက်စေခဲ့ပါတယ်ကျွန်တော်ကတော့ကလေးထိန်ကိုချက်ချင်းဖုန်းဆက်ပြီးအပြစ်တင်ပြောဆိုချင်ခဲ့တာပေါ့ဒါပေမဲ့ကျွန်တော်မန်နေဂျာကတားထားခဲ့တယ်သူကကျွန်တော်သာကလေးထိန်ကိုဖုန်းဆက်လိုက်ရင်ကင်မရာတက်ထားတာကိုသိသွားလိမ့်မယ်လို့ပြောခဲ့ပါတယ်ဒါကြောင့်ကျွန်တော်ကိုစိတ်ကိုအတင်းထိန်လိုက်ရတယ်ပြီးနောက်ကင်မရာကိုအိတ်ခမ်းဘက်ပြောင်းလိုက်တယ်ကျွန်တော်သားလေးကအိပ်ပျော်နေတော့မဲဆိုတာကိုတွေးလိုက်ရတယ်အဲ့ဒီတော့မှပဲကျွန်တော်အနေငယ်စိတ်သက်သာရသွားတော့တယ်အဲ့ဒီနောက်မှာတော့ကျွန်တော်အလုပ်တွေကိုဆက်လုပ်နေခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကလေးထိန်ကဖုန်းမိတန်းကြောင့်ရုတ်တရက်နိုးလာခဲ့ပါတယ်တစုံတစ်ယောက်ကသူမကိုအချိန်ပိုင်းအလုပ်တစ်ခုအတွက်ငှားချင်နေတာပါအခကြေးငွေကတနာရီကို$50တောင်ရမှာလေအဲ့ဒီဈေးနှုန်းကိုကြားလိုက်ရတဲ့အခါသူမကချက်ချင်းပဲသဘောတူလိုက်ပါတော့တယ်အဲ့ဒီနောက်မှာသူမကအိတ်ခမ်းဘက်ကိုတိတ်တဆိတ်လမ်းလျှောက်သွားခဲ့တယ်ကလေးကအိပ်ပျော်နေတော့မဲဆိုတာကိုသူမတွေးလိုက်ရတယ်ပြီးတော့သူမအိမ်ကနေထွက်သွားခဲ့ပါတော့တယ်သူမကကလေးနိုးသွားပြီးပတ်စံရှာဖို့အခွင့်အရေးကိုလက်လွတ်ရမှာကြောက်နေခဲ့တာပါမထွက်သွားခင်မှာသူမကကြံနေတဲ့နိုးတွေကိုတောက်လိုက်သေးတယ်ပြီးတော့စပွဲပေါ်ကအမိုက်တွေကိုရှင်းလင်းခဲ့တယ်အဲ့ဒီနောက်မှာတော့သူမထွက်သွားခဲ့ပါတယ်ကလေးထိန်ထွက်သွားပြီးမကြခင်မှာပဲကျွန်တော်ကလေးကရုတ်တရက်နိုးလာခဲ့တယ်သူကအကျယ်ကြီးစပြီးငိုတော့တာပါပဲအဲ့ဒီချိန်မှာကျွန်တော်ကအစည်းအဝေးပြီးခါစားပဲရှိပါသေးတယ်အဆုံးမှာတော့ကင်မရာကိုနောက်တစ်ခါပြန်ကြည့်ဖို့အခွင့်အရေးရခဲ့တဲ့စကရင်ပေါ်မှာကျွန်တော်သားလေးကပကတ်ထဲမှာအသေးတန်ကိုနေပြီးကလေးထိန်ကမရှိတော့တာကိုတွေ့လိုက်ရတယ်ကျွန်တော်ချက်ချင်းပဲထိတ်လန့်သွားပြီးဇနီးစီကိုဖုန်းဆက်လိုက်တဲ့သတင်းကိုကြားပြီးနောက်မှာကျွန်တော်ဇနီးကအရန်ကိုစိုးရိမ်သွားခဲ့တယ်သူမကကလေးထိန်စီကိုချက်ချင်းဖုန်းဆက်ခဲ့ပါတယ်ဒါပေမဲ့ကလေးထိန်ရဲ့ဖုန်းကပိတ်ထားပြီးသားဖြစ်နေတဲ့ဇနီးဖြစ်သူကကျွန်တော်စီကိုအခြေအနေတွေကိုအကြောင်းကြားခဲ့တယ်ဒါနဲ့ကျွန်တော်လည်းချက်ချင်းထွက်ပြီးအိမ်ကိုအမြန်ပြန်ဖို့ပြင်လိုက်တော့တာပေါ့ဒါပေမဲ့လမ်းမှာကျွန်တော်ကားကနောက်ကနေတိုက်ခံလိုက်ရတယ်ကျွန်တော်အိမ်ကိုချက်ချင်းမပြန်နိုင်တော့ဘူးဒေါသထွက်နေတဲ့လီဆာကသူမရဲ့ညီမစီကိုချက်ချင်းဖုန်းဆက်ခဲ့တဲ့အခြေအနေကိုနားလည်သွားပြီးနောက်မှာသူမရဲ့ညီမကကားပေါ်တက်ပြီးအိမ်ကိုဥတီလာခဲ့ပါတော့တယ်သူမကသမီးဖြစ်သူကိုလည်းအွန်လိုင်းမှာတော့ပြင်ဆရာရှာဖို့ခိုင်းခဲ့တဲ့တစ်ချိန်တည်းမှာပဲသူမကကိုတက်ကိုအကူအညီတောင်းဖို့ဖုန်းဆက်ခဲ့တယ်မကြခင်မှာပဲပေါ့ရဲတွေနဲ့လီဆာရဲ့ညီမကအိမ်ကိုအတူတူရောက်လာခဲ့ကြတယ်ဒါပေမဲ့သူတို့အိတ်ခမ်းတကားဝကိုရောက်တဲ့အခါအခန်းထဲမှာဘာတန်မှမကြားရတော့ဘူးညီမဖြစ်သူကကလေးလေးတစ်ခုခုဖြစ်သွားပြီလားဆိုပြီးစိုးရိမ်နေခဲ့တာပေါ့အဲ့ဒီချိန်မှာတော့ပြင်ဆရာကလည်းအခင်းဖြစ်တဲ့နေရာကိုရောက်လာခဲ့တယ်တော်တော်လေးစူးစမ်းလိုက်ပြီးတဲ့နောက်မှာတော့သူကတကားကိုနောက်ဆုံးမှဖွင့်ပေးနိုင်ခဲ့တယ်အားလုံးကအိတ်ခမ်းထဲကိုပြေးဝင်သွားကြတာပေါ့သူမကအိပ်ပျော်နေတဲ့ကလေးလေးကိုလုံးဝကိုပစ်ထားခဲ့တယ်ဒီမြင်ကွင်းကကျွန်တော်ကိုတော်တော်လေးဒေါသထွက်စေခဲ့ပါတယ်ကျွန်တော်ကတော့ကလေးထိန်ကိုချက်ချင်းဖုန်းဆက်ပြီးအပြစ်တင်ပြောဆိုချင်ခဲ့တာပေါ့ဒါပေမဲ့ကျွန်တော်မန်နေဂျာကတားထားခဲ့တယ်သူကကျွန်တော်သာကလေးထိန်ကိုဖုန်းဆက်လိုက်ရင်ကင်မရာတက်ထားတာကိုသိသွားလိမ့်မယ်လို့ပြောခဲ့ပါတယ်ဒါကြောင့်ကျွန်တော်ကိုစိတ်ကိုအတင်းထိန်လိုက်ရတယ်ပြီးနောက်ကင်မရာကိုအိတ်ခမ်းဘက်ပြောင်းလိုက်တယ်ကျွန်တော်သားလေးကအိပ်ပျော်နေတော့မဲဆိုတာကိုတွေးလိုက်ရတယ်အဲ့ဒီတော့မှပဲကျွန်တော်အနေငယ်စိတ်သက်သာရသွားတော့တယ်အဲ့ဒီနောက်မှာတော့ကျွန်တော်အလုပ်တွေကိုဆက်လုပ်နေခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကလေးထိန်ကဖုန်းမိတန်းကြောင့်ရုတ်တရက်နိုးလာခဲ့ပါတယ်တစုံတစ်ယောက်ကသူမကိုအချိန်ပိုင်းအလုပ်တစ်ခုအတွက်ငှားချင်နေတာပါအခကြေးငွေကတနာရီကို$50တောင်ရမှာလေအဲ့ဒီဈေးနှုန်းကိုကြားလိုက်ရတဲ့အခါသူမကချက်ချင်းပဲသဘောတူလိုက်ပါတော့တယ်အဲ့ဒီနောက်မှာသူမကအိတ်ခမ်းဘက်ကိုတိတ်တဆိတ်လမ်းလျှောက်သွားခဲ့တယ်ကလေးကအိပ်ပျော်နေတော့မဲဆိုတာကိုသူမတွေးလိုက်ရတယ်ပြီးတော့သူမအိမ်ကနေထွက်သွားခဲ့ပါတော့တယ်သူမကကလေးနိုးသွားပြီးပတ်စံရှာဖို့အခွင့်အရေးကိုလက်လွတ်ရမှာကြောက်နေခဲ့တာပါမထွက်သွားခင်မှာသူမကကြံနေတဲ့နိုးတွေကိုတောက်လိုက်သေးတယ်ပြီးတော့စပွဲပေါ်ကအမိုက်တွေကိုရှင်းလင်းခဲ့တယ်အဲ့ဒီနောက်မှာတော့သူမထွက်သွားခဲ့ပါတယ်ကလေးထိန်ထွက်သွားပြီးမကြခင်မှာပဲကျွန်တော်ကလေးကရုတ်တရက်နိုးလာခဲ့တယ်သူကအကျယ်ကြီးစပြီးငိုတော့တာပါပဲအဲ့ဒီချိန်မှာကျွန်တော်ကအစည်းအဝေးပြီးခါစားပဲရှိပါသေးတယ်အဆုံးမှာတော့ကင်မရာကိုနောက်တစ်ခါပြန်ကြည့်ဖို့အခွင့်အရေးရခဲ့တဲ့စကရင်ပေါ်မှာကျွန်တော်သားလေးကပကတ်ထဲမှာအသေးတန်ကိုနေပြီးကလေးထိန်ကမရှိတော့တာကိုတွေ့လိုက်ရတယ်ကျွန်တော်ချက်ချင်းပဲထိတ်လန့်သွားပြီးဇနီးစီကိုဖုန်းဆက်လိုက်တဲ့သတင်းကိုကြားပြီးနောက်မှာကျွန်တော်ဇနီးကအရန်ကိုစိုးရိမ်သွားခဲ့တယ်သူမကကလေးထိန်စီကိုချက်ချင်းဖုန်းဆက်ခဲ့ပါတယ်ဒါပေမဲ့ကလေးထိန်ရဲ့ဖုန်းကပိတ်ထားပြီးသားဖြစ်နေတဲ့ဇနီးဖြစ်သူကကျွန်တော်စီကိုအခြေအနေတွေကိုအကြောင်းကြားခဲ့တယ်ဒါနဲ့ကျွန်တော်လည်းချက်ချင်းထွက်ပြီးအိမ်ကိုအမြန်ပြန်ဖို့ပြင်လိုက်တော့တာပေါ့ဒါပေမဲ့လမ်းမှာကျွန်တော်ကားကနောက်ကနေတိုက်ခံလိုက်ရတယ်ကျွန်တော်အိမ်ကိုချက်ချင်းမပြန်နိုင်တော့ဘူးဒေါသထွက်နေတဲ့လီဆာကသူမရဲ့ညီမစီကိုချက်ချင်းဖုန်းဆက်ခဲ့တဲ့အခြေအနေကိုနားလည်သွားပြီးနောက်မှာသူမရဲ့ညီမကကားပေါ်တက်ပြီးအိမ်ကိုဥတီလာခဲ့ပါတော့တယ်သူမကသမီးဖြစ်သူကိုလည်းအွန်လိုင်းမှာတော့ပြင်ဆရာရှာဖို့ခိုင်းခဲ့တဲ့တစ်ချိန်တည်းမှာပဲသူမကကိုတက်ကိုအကူအညီတောင်းဖို့ဖုန်းဆက်ခဲ့တယ်မကြခင်မှာပဲပေါ့ရဲတွေနဲ့လီဆာရဲ့ညီမကအိမ်ကိုအတူတူရောက်လာခဲ့ကြတယ်ဒါပေမဲ့သူတို့အိတ်ခမ်းတကားဝကိုရောက်တဲ့အခါအခန်းထဲမှာဘာတန်မှမကြားရတော့ဘူးညီမဖြစ်သူကကလေးလေးတစ်ခုခုဖြစ်သွားပြီလားဆိုပြီးစိုးရိမ်နေခဲ့တာပေါ့အဲ့ဒီချိန်မှာတော့ပြင်ဆရာကလည်းအခင်းဖြစ်တဲ့နေရာကိုရောက်လာခဲ့တယ်တော်တော်လေးစူးစမ်းလိုက်ပြီးတဲ့နောက်မှာတော့သူကတကားကိုနောက်ဆုံးမှဖွင့်ပေးနိုင်ခဲ့တယ်အားလုံးကအိတ်ခမ်းထဲကိုပြေးဝင်သွားကြတာပေါ့